အရင်ကဒီ All Star Browser ကိုဘယ်လိုယူရမလဲဆိုတာဒီဗီဒီယိုလေးမှာတေချာလေးပြပေးထားတယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုလုံးဝမကြော်ပါနဲ့like and follow ပါတခါလေးလုပ်ပေးခဲ့ပါအရင်ဦးဆုံးဒီမှာပြထားတဲ့အတိုင်းပဲဒီလိုလေးဝင်ပေးလိုက်အရေးကြီးတာတခုကတော့ TikTok မှာဒီ video တစ်ပုဒ်တော့ video တစ်ပုဒ်ရဲ့ copy link လိုတယ် copy link ကိုယူခဲ့အဲ့ဒါပြင်ဒီထဲရောက်ပြီဆိုရှင်ဒီမှာတစ်ချက်ပြပေးမယ်ခဏလေးကြော်မသွားနဲ့ဒီမှာ TikTok YouTube Facebook Instagram ရှိတယ် TikTok ကိုလုပ်လိုက်အပြင်ဒီမှာယူခဲ့တဲ့copy link ကိုဒီမှာချလိုက်အပြင်ဒီမှာ English ကိုရွေးလိုက်ကဲအဲ့ဒါပြင်ဒီမှာအောက်မှာစာတန်းပြလေးတွေ့ရမလားအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကတ်သွားပြီအဲ့ဒါဆိုရင်ဒီမှာသူပေါ်လာတဲ့ဒီ browser ပုံလေးကိုနှိပ်လိုက်အောက်ကိုကြောက်သွားလိမ့်မယ်ဒီမှာ draw ဆိုတဲ့ဟာလေးတွေ့လားအဲ့လိုနှိပ်လိုက်နှိပ်ပြီးတော့ရှင်ဒီမှာ copy link ယူခိုင်းနေမယ်အဲ့ဒါကို copy ယူလိုက် copy ယူပြီးတော့ရှင်ပြန်ထွက်လို့တော့ရပြီဒီမှာအရင်ဦးဆုံးဒီမှာ browser အပြင်မှာတခြား skin တွေတခြား item တွေလည်းရှိရနော်